အလုံးမင်္ဂလာပါရှင်ဒီနေ့ကတော့တငယ်ချင်းမျိုးကနေပြီးတော့ဦးစီးဦးဆောင်လုပ်ပြီးတော့မုတ်တီထောင်းလေးလှူစားဖြစ်ပါတယ်ဘလူတွေစားတောက်ခဲ့တယ်လေဘလူတွေပျော်ရွှင်ခဲ့တယ်လေဘလူတွေကြည်နူးခဲ့တယ်လေဘလူတွေအားရပါရစားခဲ့တယ်လေဆိုတာအားလုံးလည်းကြည်ကြဖို့ဖိတ်ခေါ်ပါတယ်မုတ်တီထောင်းကိုတော့ကိုနိုင်ကနေပြီးတော့ထောင်းပေးတာဖြစ်ပြီးတော့ကိုနိုင်ရဲ့လက်ရကအင်မတန်မှစားလို့အလွန်ကောင်းပါတယ်အရာတာရှိလေးနဲ့ထထမိမိလေးအရန်ကိုစားလို့အရန်ကောင်းပါတယ်မုတ်တီထောင်းလေးကအရာတာဘလူတွေထိမိဘလူတွေမိန်နေလေဆိုတာအားလုံးကြည့်ကြပါကိုနိုင်ထောင်းပြီးတော့ရူစီကနေပြီးတော့နောက်တစ်ခါပြန်ပြီးတော့ထောင်းဖြစ်ပါတယ်ကိုနိုင်ရဲ့တင်ကြပြတာဖို့နဲ့အတူအရန်အရာတာရှိတယ်မုတ်တီထောင်းလေးရရှိခဲ့ပါတယ်ဟုတ်ကဲ့ပါအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်နောက်ထပ်ဗီဒီယိုဘလော့မှာပြန်လည်ဆုံတွေ့ပါမယ်အားလုံးဘိုင်ဘိုင်